ကျွန်တော်ရဲ့ electronic YouTube ရဲ့ပရိသတ်တွေအတွက်ကျွန်တော်ဘဟုတုတလေး share လုပ်ပေးမလို့နော်ဒီဥစ္စာဆိုရင်ဒါ PNC control ပိုင်းပေါ့set ပိုင်းဆိုင်ရာကျွန်တော်ဘာ error လဲဆိုတော့ကျွန်တော်ပြမယ်နော် main တင်လိုက်ခုဒီမဲ့မီးမိတ်တုံ error ပေါ့နော်ကျွန်တော်အများကြီးကျွန်တော်လိုက်တော့ရှားထားရောဒီဥစ္စာကဗီဒီယိုလေးတိုးသွားအောင်လို့မြန်လေးရှားပြီးတော့မှပြစ်ချက်ကိုရှားပြီးတော့မှပြပါဘောနော်အဲ့တော့အစတော့ဆိုဒီ PNC ကိုအားလုံးကိုဖြုတ်ပြီးတော့မှအထဲထဲကဟာတွေကိုလိုက်ပြီးတော့မှဒီ AC 920ဖို့ဟိုအထဲထဲက compression ဟိုပေါက်ကွဲလာမပေါက်ကွဲလာပါနော်ဒိုင်အုပ်တွေပါတွေအကုန်လုံးလိုက်စစ်လိုက်တော့သူတို့လည်းကောင်းတယ်မျက်စိနဲ့ကြည့်ရပါတော့သူတို့လောင်းထားတာမရှိတော့ကျွန်တော်တို့လိုက်ရှာပေါ့တခုချင်းစီလိုက်ရှာတော့ဘာတော့တွေ့လဲဆိုတော့ကျွန်တော်ဒီမှာတော့တွေ့တယ်ဖြေရဒီမှာပေါ့နော်ဒီတငယ်ချင်းတို့လက်တွေ့ကြလို့ရှိရင်ဒီဟာလေးကိုတစ်ခုဖြုတ်လိုက်ပါနော်တစ်ခုဖြုတ်ကြည့်စမ်းဖြုတ်ကြည့်ဒါမှမဟုတ်ဒီကောင်ကပြောမှဆိုစင်စာဆိုတဲ့အတိတ်ပဲကြီးရှော့ရှိစင်စာလေးရှော့ရှိခုကြည့်ပါခုမီးဟိုဖြစ်တော့ဗောနော်အဲ့ဒါမရှိတော့ကြည့်စင်ပြေးသွားရောနော်ဒိဗေကဒီကောင်ကဘာလဲဆိုတော့ရှော့ရှိရပါတော့ကိုရှော့ရှိတယ်ခုကြည့်ခုစင်ပြေးတယ်ဒီကောင်တက်လိုက်ပြီးဆိုရှော့ရှိရနော်ရှော့ရှိတော့ကျွန်တော်တို့ကပြောမယ်ဆိုရင်ဒီကောင်က DC အပေါင်းနဲ့အနှုတ် short ဖြစ်တာပေါ့နော်စင်စာ input တွေပါကျွန်တော်အစတော့ဒီဘက်ပိုင်းကိုလိုက်စစ်တယ်ပေါ့နော်မတွေ့တော့ဒီမှာလာပြီးတော့မှအဲ့လိုမျိုးဖြုတ်ကြည့်လိုက်တယ်ဖြုတ်ကြတော့တွေ့သွားပြီတွေ့တယ်ဒီကောင်ရဲ့အောက်ဘက်ကိုပြန်ပြီးဒီမှာဒီ terminal လိုက်စစ်လိုက်တော့ဒီမှာပေါ့နော်သူ့မှာအများကြီးတွဲထားတယ်အဲ့တော့ဒီအောက်ကတစ်ခုချင်းပြန်လိုက်စစ်ဘယ်စင်စာဖြစ်မလဲပေါ့ဘယ်အုပ်စုဖြစ်မလဲထက်စစ်လိုက်ပြန်တော့လေတော့ဒီအမှားကျိုးရထပ်ပြီးတော့ဒီဓာတ်တအုပ်စုစင်စာတွေအုပ်စုလို့နော်ပြီးတော့ကျွန်တော်ခုတွေးလိုက်ဒါလဲစင်စာအုပ်စုပေါ့နော်ကျွန်တော်ခုတွေးလိုက်တဲ့အုပ်စုကじゃဘယ်ထဲရလဲဆိုဒီထဲရပါဒီအုပ်စုတွေဆိုတော့ကျွန်တော်ခုဆိုရင်အဲ့အုပ်စုကျိုးလိုက်ရှာပေါ့နော်လိုက်ရှာလိုက်တော့ဒီအုပ်စုပြန်ရောက်ပါတယ်ဒီအုပ်စုပြန်ရောက်တော့ကျွန်တော်ခုဆိုရင်အဲ့ခုလိုက်ရှာရင်ပေါ့နော်ဘယ်စင်စားလဲဆိုတော့မသိရသေးဘူးရိုက်နေတန်းလန်းပဲမသိရသေးဘူးနော်ကျွန်တော်ခုဆိုရင်ဒါဒီကောင်ဖြတ်ထားလိုက်ပြီကျွန်တော်ဒီအုပ်စုကိုဖြတ်ထားလိုက်ပြီဆိုရင်ကျွန်တော်ပြန်တက်လိုက်မယ်ကြည့်ပါအဲ့အုပ်စု short ရှိရပါနော်ခုနကျွန်တော်ကြိုးဖြုတ်ခဲ့တဲ့အုပ်စုပါအခုဆိုရင်ဒီကောင်ပြန်တက်ထားလိုက်ပြီတော့ပြန်တက်ထားလိုက်ရပြီအဲ့တော့ဒါဆိုအတော်မိုင်းမှာလိုက်မစစ်တော့နဲ့အပြင်မိုင်းမှာလိုက်စစ်တော့နော်အပြင်မိုင်းစင်စာလိုက်စစ်တော့ဒီကောင်လေးပြန်ပြီးတော့စနစ်တကျပြန်ပြီးတော့ထည့်ထားလိုက်တော်လေးကြာအောင်နော်ကျွန်တော်လိုက်ရှာပြဿနာတော့ရှာယူရတယ်အစားတော့ဒီ output ပိုင်းကွန်ပေါင်းတွေလည်းလိုက်ဖြုတ်ရသေးရပေါ့နော်အဲ့လိုမျိုးလိုက်ရှာတာတွေ့ကြတော့ဒီအပေါင်းနှုတ်ထဲမှာလာပြီးတော့ရှိတယ်ပြန်စင်စာ short ဖြစ်နေပါတော့စင်စာဘယ်နာမှာဘယ်စင်စာလဲဆိုတော့ကိုလိုက်တော့ရှိလိုက်ရှာရအောင်ပါအုပ်စုကတော့တွေ့သွားပြီစင်လေးကြပြန်ဖုံးထားလိုက်ဆိုရင်ဆက်နောက်လူတွေကင်တွေလေးနေလေအဆင်ပြေကဲထက်ရှာဒီအုပ်စုမှာဒီအနက်ကျိုးပေါ့နော်ဒီကောင်ကခုနပန်နေပုံးဘက်ကလာတဲ့ကျိုးကိုဒီကောင်မှထပ်လေးအုပ်စုထပ်ခွဲသွားသည်လိုက်ရှာလိုက်မနော်ပြောမယ်ဒီလိုစင်စာတွေ short ဖြစ်တာမျိုးတွေဖြစ်ဖို့များတယ်ဒီလိုမျိုးအဆက်တီတော့အဲကြောင့်ဒီဗီဒီယိုကရှေ့မှာဆိုတော့ဒီမှာပဲရက်ပြီးတော့မှကျွန်တော်လိုက်ရှာရပြင်လိုက်တော့ခုနကတည့်တိုင်းပဲအနှုတ်ကလေးကိုဖြုတ်ထားလိုက်ပါနော်အဲဆိုရင်ဒီလိုလေးစင်ပြီးမှာ